ဝဝံလေးဟာခလုတ်နီလေးကိုမားနှိပ်လိုက်မိရာကနေအဝတ်အစားတွေအပုံလိုက်ကြီးပြုတ်ကျလာပါတော့တယ်အဲ့ဒီနောက်သူဟာအဝတ်တွေအားလုံးကိုအဝတ်လျှော်ဆက်ထဲထည့်လိုက်ပြီးသူ့ကိုယ်ပေါ်ကအဝတ်တွေကိုပါချွတ်ထည့်လိုက်တာပေါ့ဆက်ခလုတ်နှိပ်ပြီးထွက်သွားခါနီးမှာဟာဒုက္ခပါပဲဆိုပြီးသူတတိယသွားတဲ့အဲ့ဒါကတော့သူ့ရဲ့ခြေအိတ်နီကိုအဝတ်တွေနဲ့ရောပြီးထည့်လိုက်မိတာပါပဲဝဝံလေးဟာအဝတ်လျှော်ဆက်ကိုအမြန်သွားဖွင့်ပေမဲ့ဆက်လက်ကင်ကကျိုးနေခဲ့ပါတယ်ခဏလေးအတွင်းမှာပဲဆက်ထဲကတွေဟာအကုန်နီအောင်ပြောင်းသွားပါတော့တယ်အဲ့ဒီလိုနဲ့ထောင်ထဲကအကျဉ်းသားအားလုံးဟာအဝတ်လျှော်ဆက်ထဲကအယောင်ကျွတ်ထွက်လာတဲ့အနီရောင်ယူနီဖောင်းတွေကိုပဲဝတ်ကြရပါတော့တယ်လူကောင်ကြီးပြီးတမာတဲ့အကျဉ်းသားကြီးတယောက်ကဝဝံလေးကိုဒေါသတကြီးစိုက်ကြည့်နေပေမဲ့ဝဝံလေးကတော့မတိကျင်အောင်ဆောင်ပြီးထမင်းစားပွဲမှာငြိမ်လေးထိုင်နေလိုက်တယ်တကယ်တော့အဲ့ဒီထောင်ထဲကစားတော့ဖွယ်ရာတွေဟာတော်တော်လေးကိုစားရဆိုးတာပါဝဝံလေးဟာတလုတ်စားကြည့်ပြီးတာနဲ့တင်အန်ဂျင်စိတ်ပေါက်သွားပြီးအစားအစာတွေအကြောင်းစတင်ညှညူပါတော့တယ်အနာကအကျဉ်းသားတယောက်ကစားဖို့မူးကိုသွားမဆတ်နဲ့လေလို့တိုးလေးတတိပေးပေမဲ့တခြားလူတွေကတော့မင်းသားဟင်းတွေကိုကောင်းအောင်ပြောင်းလဲပေးနိုင်ရင်ဘယ်သူမှမင်းကိုရမ်းမမှုဘူးလို့ပြောကြတယ်အဲ့ဒါနဲ့ဝဝံလေးလည်းမီးဖို့ချောင်းထဲကိုတန်းသွားပြီးစားဖို့မူးကြီးကိုအကိုကြီးဒီစားအတော့တွေကတော်တော်ဆိုးတာပဲဒီလောက်ချောက်ကပ်နေတဲ့ပေါင်မုံကိုဘယ်သူစားမှလဲလို့သွားပြောလိုက်တာပေါ့စားဖို့မူးကြီးကအရင်ကတည်းကစိတ်တုန်နေတာဆိုတော့ခုဆိုပိုပြီးဒေါသထွက်သွားပါပြီအဲ့ဒီအချိန်မှာပဲမတော်တဆဖြစ်ပြီးဝဝံလေးလက်ထဲကကက်ချက်ပူလင်းဟာစားဖို့မူးကြီးရဲ့အကျဉ်းသားဝတ်စုံပေါ်ကိုဖိတ်ကျသွားပါတယ်ဝဝံလေးကအမြန်တုတ်ပေးပေမဲ့အဝတ်တွေကပိုပြီးပေပိုကုန်တာပေါ့ဒေါသအဆုံးစုံရောက်သွားတဲ့စားဖို့မူးကြီးကဝဝံလေးကိုဆွဲမလိုက်ပြီးဒီနာစာကတော့ဝဝံသားပဲဟေ့လို့အော်ဟစ်လိုက်ပါတော့တယ်ဝဝံလေးဟာကြောက်လန့်တကြားနဲ့ဘေးနားကပေါင်မုံတစ်ချက်ပေါ်ရိုးဇဲနဲ့အတွေ့အမြန်တုတ်ပြီးစားဖို့မူးကြီးရဲ့ပါးဆက်ထဲအတင်းထည့်ပေးလိုက်ပါတယ်အံ့စရာကောင်းတာကစားဖို့မူးကြီးဟာဒီလောက်ရတာရှိတာမျိုးတစ်ခါမှမစားဘူးတဲ့အတွက်ချက်ချင်းပဲပြုံးပျော်သွားပြီးဒီနေ့ကစားပြီးမင်းကငါရဲ့လက်ထောက်ပဲဘယ်သူမှမင်းကိုမထိစေရဘူးလို့ပြောလိုက်ပါတယ်နောက်ရက်မှာတော့ဝဝံလေးနဲ့စားဖို့မူးကြီးတို့ဟာလေမော်ယိုနဲ့ပေါင်မုံတွေစတင်လုပ်ကြပါတယ်ဝဝံလေးကသူ့နာခေါင်းကိုတုံးပြီးအကောင်းဆုံးလေမော်သီးတွေကိုရွေးပေးတယ်စားဖို့မူးကြီးကအရင်ညစ်ပေးတယ်အဲ့ဒီနောက်တကြားတွေထည့်ပြီးအိုးထဲမှာအတူတူကြက်ကြတာပေါ့အဲ့ဒီနေ့ကစားပြီးအကျဉ်းသားအားလုံးဟာအရသာရှိတဲ့လေမော်ယိုပေါင်မုံတွေကိုပျော်ပျော်ပါးပါးစားကြရပါတယ်ဒါပေမဲ့မကြခင်မှာပဲဝဝံလေးဟာသူ့မိသားစုကိုလွမ်းဆွလာတာကြောင့်ထောင်ဖောက်ဖို့စီစဉ်ပါတော့တယ်သူဟာသူ့သူငယ်ချင်းတွေအားလုံးကိုပါခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်ညဘက်ရောက်တော့သူတို့အားလုံးဥမင်လောင်ကောင်းထဲကနေတဆင့်အဝတ်လျှော်ခန်းကိုရောက်သွားကြပါတယ်အဲ့ဒီကနေနာယီစင်ကြီးပေါ်တက်သွားပြီးဝဝံလေးကချိန်တီးကြီးကိုစီးကအပေါ်ကိုခုံတက်လိုက်တဲ့အပေါ်ထက်ရောက်တော့ကိုယူလိုက်ပါတယ်နောက်ဆုံးမှာတော့သူတို့ဟာထမင်းစားခန်းကစားပွဲကင်းကြီးတွေနဲ့ကက်စအိုးတွေကိုယူပြီးခေါင်မိုးပေါ်တက်သွားကြတယ်စားပွဲကင်းကြီးကိုမိုးပြန်ပူဖောင်းကြီးလုပ်ပြီးကက်စအိုးနဲ့အပူပေးလိုက်တဲ့အခါပူဖောင်းကြီးဟာအပေါ်ကိုပြန်တက်သွားပါတော့တယ်အကျဉ်းသားအားလုံးဟာအဲ့ဒီမိုးပြန်ပူဖောင်းကြီးပေါ်လိုက်ပါသွားကြပြီးဝဝံလေးလည်းသူ့ရဲ့အိမ်ကိုပြန်ရောက်ကမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ပြန်လဲဆုံတွေ့နိုင်ခဲ့ပါတော့တယ်